ကျမသမီးကသူအသားနဲ့မစားရတာကြာပြီတဲ့အဲ့ဒါချက်ကျွေးပါအောင်တဲ့စားကျင်တာတော့စိတ်သားနှက်ပေါ့နော်ဒါပေမဲ့စိတ်သားကဝယ်လို့မရဘူးဆိုတော့ရတဲ့ဒီ beef ကိုပဲဝယ်လိုက်တယ်သိုးသားတော့ရှိဒါပေမဲ့သိုးသားကိုမညင်အောင်ခိုင်ဖို့ဆိုတော့အချိန်ပေးရတာဆိုတော့လေအခုကအလုပ်ကအပြန်အမြန်ချက်ရတာဆိုတော့အချိန်မပြီးနိုင်တာနဲ့ steak အသားကိုပဲသုံးပြီးတော့မှချက်လိုက်တယ် steak အသားမျိုးဆိုတော့အမြန်ချက်တာပေါ့နော်အနက်က slow cook ဆိုရင်ညှိနေတာဆိုတော့ကျမငငယ်ကကျမတို့အိမ်မှာတစ်နှစ်တစ်ခါအလူလုပ်တယ်ပေါ့နော်အလူတစ်နှစ်တစ်ခါဆိုရင်သူအလူအိုးကြီးချက်တယ်စိတ်သားနှက်ပဲဖြစ်ဖြစ်ဝက်သားနှက်ပဲဖြစ်ဖြစ်အလူညကလေးကသူတို့ကထင်းမီနဲ့မီအေးအေးလေးနှက်ထားပြီးတော့နောက်နေ့နေစွန်းမှာကတ်တာကိုအဲ့ဒါပြီးလို့ရှင်ဧည့်သည်တွေကိုလည်းကြွေးစွန်လဲကတ်ပေါ့နော်အဲ့လိုဆိုအဲ့ဒီအရသာရမ်းကောင်းတာပဲအရမ်းကိုကောင်းတာပဲအဲ့လိုအသားလေးမြင့်ပြီးတော့လေအရသာတွေလည်းအထဲမှာစိတ်ဝင်နေရပါတော့အနှစ်နဲ့အသားနဲ့အဲ့လိုအနက်အရသာတသားလေးဖြစ်ပြီးတော့လေရှာဝါတင်လိုက်တာနဲ့ပျော်ဆင်းသွားတယ်ဆိုတဲ့ခံစားချက် Oh my god I miss that one so much ကိုရီကူးချင်ရင်တော့ electric နဲ့ဆိုတော့လေအနက်ရတာတော့ပြည့်စုံမနေဘူးပေါ့ anyway ဒါကတော့ nostalgic ပေါ့နော်ကျမသမီးကိုဒါချက်ကျွေးရကျမမနေ့ကတစ်နေ့လုံးချက်စားတော့တာတဲ့ weight တွေတက်နေလို့ကျမကတော့ထောက်ပါထမင်းမစားဘဲနဲ့ဒီလိုပုံစံစားရပါတယ်ရှင်